ဟုတ်ကဲ့ကျွန်တော်တို့ခုပြမယ်နော်အခုလက်ရှိဒါအကျန်းဖတ်စတက်ကနေပြီးတော့ဒါပြုတ်လို့တဲ့ရွေးကောက်ပွဲပေါ့နော်ဒါအတူရောင်ရွေးကောက်ပွဲကိုလက်ခံတဲ့လူတွေဒါထောက်ခံတဲ့လူတွေပေါ့နော်သူ့ကိုဝိုင်းပြီးတော့ဝန်းရံပေးတဲ့လူတွေကဒါဘယ်လိုလူမျိုးတွေလဲဆိုလို့ရှိရင်ဘယ်လိုလူမျိုးတွေကသူ့ကိုဝန်းရံပေးလဲဆိုတော့အသိဉာဏ်နေပါတဲ့ဒါစစ်တပ်အတိုင်းဝိုင်းကတက်ဖို့တက်မှုတချို့ပေါ့နော်ဒါပါမယ်နောက်ပြီးလို့ရှိရင်ပုတ်ကူဇွဲနေတဲ့လူတွေပေါ့နော်ဒါတက်မတော်သားအမိတ်တက်မတော်သားအဖပေါ့နော်တက်မတော်ပဲကောင်းတာပေါ့ကျွန်တော်တို့ကဘာမှမကောင်းဆိုတဲ့လူတွေနောက်ပြီးလို့ရှိရင်ဒါအခွင့်အရေးသမားတွေပေါ့နော်ဒါပြောတနည်းအားဖြင့်ခရိုနီတွေပေါ့အခွင့်အရေးသမားတွေနောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါရက်ကွက်တွေမှာမြို့နယ်တွေမှာဆိုလို့ရှိရင်ဗျာလူကြီးယူပေါ့နော်လူကြီးတော်တော်လေးဖြစ်ချင်နေကြတဲ့လူတွေလူကြီးယူနေတဲ့ရက်ကွက်အုပ်ချုပ်ရေးမှုတွေဒါအသေးစိတ်ကပြန်ပြောရမယ်ဆိုရင်ရိုင်မှုဆယ်မှုတွေပေါ့နော်ဒါသူတို့ပါမယ်နောက်တစ်ခုက6000စားလေးတွေဘာမှနားမလဲဘူးပတ်စံ6000ပေးလိုက်လို့ရှိရင်ဒါအောင်နိုင်မဲဆွဲစီယုံရေးဆင်းဖို့ဒါပါတီလှည့်မယ်ဆိုလဲလှည့်လိုက်တာပဲပတ်စံရတာဟုတ်ဟုတ်လားဘာမှမသိတာသူတို့မှကျန်တာစိတ်မဝင်စားဘူးလေဒါဒီလိုမျိုးလူတွေကြောင့်ပြောရမယ်ဆိုလို့ရှိရင်ဒီရွေးကောက်ပွဲဖြစ်မြောက်လာတာပေါ့နော်ဖြစ်မြောက်လာတာလည်းဟုတ်တယ်ဒီလိုမျိုးလူတွေရှိလို့လည်းရွေးကောက်ပွဲလုပ်လို့ရတာပေါ့ဒါဘယ်လိုဖြစ်ပေါ့နော်ဒါဒီလိုမျိုးအရင်ချင်းမရှိတဲ့လူတွေတက်မဲ့ဒီအစိုးရဟိုလက်ခံတဲ့လူတွေကလည်းဒါအရင်ချင်းမရှိတဲ့လူတွေပဲအသိဉာဏ်နဲ့ပါတဲ့လူတွေပဲလက်ခံတာပေါ့နော်ဒါအသိဉာဏ်ရှိတဲ့လူတွေအမျော်မြင်ရှိတဲ့လူတွေကတော့ဒါဒီလိုမျိုးဒီရွေးကောက်ပွဲကိုဘယ်လိုမှလက်ခံလို့မရဘူးဟုတ်တယ်မလားဟုတ်